လက်မှုအမှုပညာလေးပန်း10မျိုးသိလားသိတယ်နော်တခုဖြည့်နိုင်လို့ရှိရင်1000ပေးမယ်ဖြည့်ကြည့်ပါ ပယံပေါ့ ဟိုက music ပါ ဟာ music ပါ မြမလက်မှုပါတယ်ပန်းစင်မျိုးအကြောင်းတည့်ရသူပဲတစ်ခုဖြစ်နေတစ်ထောင်ဝန်းပဲပါတယ်နှင်းစီပဲရဘူးစရာကြောလိုက်လားခွာရောက်ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ထုံးတဲ့ကျွန်တော်ကိုကစ်ပဲဖြစ်ပါတယ်ပေါ့နော်ကာကြီးလုံးနဲ့ချောင်းကန်ကိုကာငိုင်းဆက်တာကစ်ကိုကစ်ကဲဒီနေ့လေးမှာတော့ကျွန်တော်ခါတိုင်းလိုပဲကျွန်တော်ပေါက်ပန်းစီကျွန်တော်အဲ့လိုပင်ပန်းနေတဲ့ညီကိုတွေအကုန်လုံးပျော်စီကြည်စီဖို့ကျွန်တော်ဟာတာလေးစုထားပါတယ်ကဲအဲ့ဆိုချင်ဆွဲပဲဗျာ let's go ဆက်လိုက်အောင်ဗျာအရေးတဲ့အမကောင်လို့သဘောကျလို့အမေအားချောင်းတာရရင်ယူသွားလိမ့်ညီမလေးရဲ့တဲ့အမရဲ့ရလို့ယူသွားပြီနော်တဲ့ဒါငါဟိုစကပုံးလေးဝါသတိရတယ်ဗါလေအားချောင်းနဲ့ဖာရိုက်ခံရတယ်ဆိုအဲ့ဒါပြောတာနော်အာဝမချောင်းနဲ့ညီမလေးတို့အာဝမချောင်းနဲ့ညီမလေးတို့မာကြီးတို့ဗါလေအမရဲ့အမကောင်လို့သဘောကျလို့အမှန်သူကယုံကြည်တာရရင်ယူသွားလေလေညီမလေးရဲ့တဲ့အမရဲ့ရလို့ယူသွားပြီနော်တဲ့အဲ့ခဏလေးဟိုမှာ9:44 6:44လေရောက်တနာကြီးပဲကြာလိုက်တယ်နော်ရောက်တနာကြီးပဲကြာလိုက်တယ်တနာကြီးပဲကြာလိုက်တယ်နော်ရလို့ယူသွားပြီတဲ့တယောက်တည်းပဲနေတော့မယ်တဲ့မနေလို့လည်းမရဘူးလေနေ့ကိုကြိုက်မဲ့သူမှမရှိတာဒါငါဒါဘလို့ဒါ single ဒါအားချောင်းလက်တဲ့ကောင်လေးပေါ့ဘလို့ပြောရခုနကဟိုလေငါ single ပါ single လို့ပဲနေတာပါညာပါတယောက်တည်းပဲနေတော့မယ်မ single နေတာပါလေမနေလို့လည်းမရဘူးလေနေ့ကိုကြိုက်မဲ့သူမှမရှိတာဒါတော့ဒါတော်တော်ကြာခဲ့ပြီပေါ့ဗျာကူးမရေရှင်းလေးပြန်လုပ်ပေးတာပေါ့နော်ဆိုပီဒဇင်းနဲ့ဟင်းဝင်ရမင်္ဂလာပွဲလေးပေါ့နော်မင်္ဂလာဦးညမှာတဲ့ဆိုပီဒဇင်းလေးကိုပေါင်းပေါ်တင်ပြီးဘာမှမလုပ်ရပဲဒဇင်းစိတ်ကြည့်နေတဲ့ဟင်းဝင်ရန်တဲ့အိုးယောငါပြေယောဗါတယ်မင်္ဂလာဦးညမှာဆိုပီဒဇင်းလေးကိုပေါင်းပေါ်တင်ပြီးဘာမှမလုပ်ရပဲဒဇင်းကြည့်နေတဲ့ဟင်းဝင်ရန်တဲ့မင်းနဲ့ငါနဲ့နေရာချင်းသာလဲလိုက်ချင်ပါတယ်ကွာမင်းနဲ့ငါနဲ့နေရာချင်းသာလဲလိုက်ချင်တယ်နော်ဟေးဝေးရန်ရေတော့ဒါဟိုတက်တော့ဟွာလေးပေါ့နော်ရှင်နှင်းဖြစ်စကားလေးပေါ့နော်ခင်နဲ့အမတွေကြတော့တဲ့မမလို့ခေါ်လို့ရပြီတော့တဲ့ဗါအမေခင်နဲ့အကိုတွေကြတော့ဘာလို့ကိုလို့ခေါ်လို့မရတာလဲတဲ့အဲ့ဒါကိုကိုမလည်းရေးပေးတာငါစောင်းဝကြိုက်တယ်ဗါလေခင်နဲ့အကိုကြီးနဲ့ရေတူတူချိုးလို့ရပြီတော့တဲ့ခင်နဲ့အမကြီးနဲ့ကြတော့ဘာလို့ရေတူတူချိုးလို့မရတာလဲတဲ့ယောခင်နဲ့အကိုကြီးနဲ့မှန်တယ်လေကောခင်နဲ့အကိုကြီးနဲ့ကြရေတူချိုးရပြီတော့ခင်နဲ့အမကြီးနဲ့ကြတော့ဘာလို့ရေတူတူချိုးလို့မရတာလဲယောအဲ့လိုပပန်းစီကောင်းနေအများကြီးရေကွာမေးလေမေးတတ်ပါကိုတက်ပါရဲ့မလီမြမလက်မှုအမှုပညာလေးပန်း10မျိုးသိလားသိတယ်နော်တခုဖြည့်နိုင်လို့ရှိရင်1000ပေးမယ်ဖြည့်ကြည့်ပါ ပယံပေါ့ဟိုက music ပါဟာ music ပါမြမလက်မှုပါတယ်ပန်းစင်မျိုးအကြောင်းတည့်ရသူပဲတစ်ခုဖြစ်နေတစ်ထောင်ဝန်းပဲပါတယ်နှင်းစီပဲရဘူးစရာကြောလိုက်လားခွာရောက်ပါတယ်ကွာပါတယ်နှင်းစီပဲမှတ်ထားနော်ဟာရအောက်မှာနှလုံးလေးပြန်ကြည့်စမ်းအမအော်မနှလုံးလေးနော်နှလုံးလေးအာပီးနဲ့ချိန်တာတစ်ဖက်ကချင်းခတ်တာနော်ရိုးချိန်တာမဟုတ်တာတစ်ဖက်ကရန်တူတာအာပီးနဲ့ချိန်တာအာပီးနဲ့နျူကလ িয়ার တဲ့အကြောင်းဆိုတယ်ပြေဖြိုးအောင်ကိုတဲ့ရေမချိုးလို့ဗီဒီယိုလေးနဲ့အဘာပေးပြီးရေချိုးဖို့ပြောပေးပါလားတဲ့ပြေဖြိုးအောင်ရေချိုးနော်အဘာအကြီးကြီးနဲ့အခုပေးပြီးရမယ်ငါမောင်လေးပြေချိုးအောင်ရေချိုးလိုက်နော်ဟုတ်မြတ်တမ်းနဲ့နော်အာရကဲမမပေးမယ်လာပြေဖြိုးအောင်အရှက်တော့အောင်ပွားအာလေယောနာဝါတေကဒီထဲမှာကိုပြေအောင်မပါခင်နာပါနော်ကိုပြေအောင်ပါခင်နာပါနော်ဗါတယ်မှာအဘွားကာလို့အာရ呀，别也杀了呢，轮那波了，来记下来。